ဒီနေ့မြန်မာရွှေဈေးကတော့အတက်ဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးကတော့ညနေမှအတက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က31ရက်နေ့10လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အားထိုင်းစံတော်ချိန်ညနေ9:15မိနစ်ရှိနေပါပြီမြန်မာရွှေက15ပဲရေတရက်သားကို89သိန်း8000 16ပဲရေတရက်သားကိုဆိုင်ကရောင်းတဲ့ဈေးက84သိန်း9000ဆိုင်ကလက်ခံတဲ့ဈေးက83သိန်း9000စနစ်တစ်မီလင်းရွှေတရက်သားကို83သိန်း3000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4060ဆိုင်ကလက်ခံတဲ့ဈေးက3960ယူရိုငွေကိုမြန်မာကျပ်ငွေ4900စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3125ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက3050တရုတ်ငွေတစ်ပြောင်းကိုမြန်မာကျပ်ငွေ980ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2660ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပတ်ပေးချက်ယူသမားတွေကဘတ်ငွေ815ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပြီးပဲယူသမားတွေကကျပ်တစ်သိန်းကိုဘတ်ငွေ995ဘတ်မလေးငွေ105.93ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3880.48ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ36,101.38ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2181.93ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့နေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုအရင်ဖုန်းဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်လက်ရှိမှာတော့မြမရွှေဈေးတွေကလည်းအတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်မြမရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့ရေရှည်အနေနဲ့မိမိတို့လက်ထဲမှာပိုနေတဲ့ငွေမျိုးရေရှည်ထားလို့ရမယ့်ငွေမျိုးနဲ့ပဲရွှေကိုဝယ်စုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်မြန်မာရွှေစင်ငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြန်မာရွှေစင်ငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်းနိုင်ကြပါစေ